ဇလန်ဆောင်မှာတော့အဖိုးကြီးတော့ဒဏ်ရာတွေဘယ်လောက်ပေါင်းနေဖြစ်နေခဲ့ပြီးခဏနေတော့ပုတ်စော်အနိုင်ရတာကြောင့်အဖိုးကြီးကလည်းဆောင်းကန်လိုက်ကခဏနေတော့သူ့ရဲ့အသားရှိမှပဲပြပြလိုက်ပါတော့တယ်အဲ့ဒါကိုမြန်တဲ့ကိုကြိုးကြလည်းစောင်းနေအံ့ဩတော့ခဲ့ပြီးအဲ့ဒါကဘာလဲဆိုရင်တော့သူ့ရဲ့ရှေ့ထောက်မှာရီလူအစိမ့်မိထားတာကြောင့်မလို့ပဲဖြစ်တယ်ပြောချင်တဲ့သဘောကဟိုမော်စီကအယူကောင်ကရီလူတွေနဲ့ပူပေါင်းထားတာပေါ့လေအဲ့လိုနဲ့ကိုကြိုးတော့တစ်ချက်တွေးနေခဲ့ပြီးအဲ့ဒါကဘာလဲဆိုရင်တော့အဖိုးကြီးရှေ့ထောက်မှာအစိမ့်မိထားတာကိုကူတာဖို့အတွက်ခီးအမြန်ဆုံးသွားရတော့မှကိုတီးလိုက်ရပါတော့တယ်အဲ့လိုနဲ့ကိုကြိုးတော့အဖိုးကြီးရှေ့ထောက်ကိုပြန်အုပ်လိုက်ပြီးကဲအဖိုးကြီးဘာစိတ်ပူမှန်းနဲ့ဒီအစိတ်ကိုဘယ်လိုဖြေရမလဲဆိုတော့ကျွန်တော်သိပါတယ်အဲ့လိုနဲ့ကိုကြိုးတော့ထားလာခဲ့ပြီးဟိတ်စမုံမိအဖေရဲ့အစိတ်ကိုငါတို့ဖြေဖို့အတွက်လိုတယ်အဲ့လိုပြောလိုက်တော့အဲ့ဒါကိုကြည့်နေတဲ့စမုံမူကလည်းကျွန်တော်ရဲ့အဖေရဲ့ခြေထောက်ကအစိတ်ကိုဖြေလို့ရတာလားအဲ့လိုပြောလိုက်တော့ကိုကြိုးကြီးကလည်းဖြေလို့ရတာပေါ့တကယ်တော့ကိုကြိုးကြီးကဘယ်လိုဖြေမှလဲဆိုရင်တော့ဟိုအရင်တုန်းကဝိလငါတကောင်အစိတ်ဖြေပေးခဲ့သလိုပဲရေတူရဲ့လက်ချောင်းတွားယူမလို့ပဲဖြစ်တယ်အဲ့လိုနဲ့ကိုကြိုးကြီးတော့စမုံမူနဲ့အဖိုးကြီးတို့ကိုပြင်ဆင်ထားဖို့ပြောလိုက်ပြီးခဏနေတော့အကုန်လုံးကထွက်သွားခဲ့ကအဖိုးကြီးနဲ့ကိုကြိုးကြီးနှစ်ယောက်ပဲကြံမာတော့တယ်အဲ့လိုနဲ့ကိုကြိုးကြီးကလည်းဟဲ့အဖိုးကြီးမင်းကိုတက်ခိုက်တော့မင်းရဲ့မျက်နှာကိုဘယ်လိုမြင်ခဲ့တယ်အဲ့လိုပြောလိုက်တော့အဖိုးကြီးကလည်းဟိုမော်ဆရာတယောက်မြင်ခဲ့တယ်ဆိုပြီးပြောလိုက်ပါတော့တယ်နောက်ပြီးတော့အဲ့ဒီမော်ဆရာကရေတူတွေနဲ့ပူပေါင်းထားပါလေဆိုပြီးပြောပြပေးလိုက်တာပေါ့အဲ့လိုပြောလိုက်တော့ကိုကြိုးကြီးကလည်းငါတီးပါတယ်အဲ့ဒါကြီးအကုန်လုံးအဲ့ဒါကြောင့်မင်းအသက်ရှင်အောင်မဲ့နဲ့တူတယ်အဲ့လိုနဲ့အဖိုးကြီးတော့ခဏတိတ်ဆိတ်တော့ခဲ့ပြီးဘာပြောလို့ပြောရမှန်းမသိတော့ပဲဖြစ်သွားခဲ့ပါတော့တယ်အဲ့လိုနဲ့ကိုကြိုးကြီးတော့အိမ်ကနေထွက်လာခဲ့ကကိုကြိုးကြီးစိတ်ထဲမှာတော့အာရှိဘက်ကွာအဲ့ဒီမော်ဆရာကိုလွတ်ထားလို့မရတော့ဘူးငါအကောင်းဆုံးကင်တွေရတော့မယ်အဲ့လိုနဲ့ဘေးနားမှာရှိတဲ့နဂါးလေးကလည်းတခင်လေးဘာမှမစိတ်ဘူးနဲ့တခင်လေးဘေးနားမှာကျွန်တော်ရှိတယ်အဲ့လိုနဲ့ကိုကြိုးကြီးစိတ်ထဲမှာတော့မော်ဆရာတွေနဲ့ရီတူတွေနဲ့ပူပေါင်းထားပြီးမဲ့လေကိုကြိုးကြီးလက်ထဲမှာဇလိုက်နဲ့မင်းသမီးနဂါးတို့ရှိတာကြောင့်ကိုကြိုးကြီးတော့အစိတ်ဖြေဖို့တော့အောင်မြင်မဲ့ဆိုတာကိုတီးလိုက်ရပါတော့တယ်အဲ့လိုနဲ့နောက်ရက်မှာတော့ဇလိုက်နဲ့မင်းသမီးတို့၃ယောက်တော့ကန့်ကြီးကိုရောက်လာခဲ့ကြပြီးရောက်ချင်မှပဲကိုကြိုးကြီးခရတစ်ခုကိုမုတ်လိုက်ပါတော့တယ်အဲ့ဒီခရဘယ်သူကပေးထားတာလဲဆိုရင်တော့ကျွန်တော်ကောင်းမလေးကပေးထားတာပဲဖြစ်တယ်ဘာလို့ပေးထားတာလဲဆိုရင်တော့လိုအပ်တဲ့ချိန်တိုင်းခေါ်ဖို့အတွက်ပေးထားတာပဲဖြစ်တယ်အဲ့လိုနဲ့အခုလက်ရှိမှာတော့နဂါးလေးကလည်းဟိုလေးတခင်လေးသူတို့ရောက်လာပြီးအဲ့လိုနဲ့ဘေးနားမှာရှိတဲ့ကျွန်တော်မင်းသမီးလေးကလည်းအန်ဝနေခဲ့တာပေါ့တစ်ဖက်မှာရှိတဲ့ဝင်းနာက၃ယောက်တော့ကိုကြိုးကြီးဆိုပြေးလာခဲ့ပြီးဟိုလေးတခင်လေးကျွန်တော်ခေါ်လိုက်တာလားကျွန်တော်တခင်လေးကိုအကောင်းဆုံးကူညီဖို့အတွက်ရောက်လာပါပြီအဲ့လိုပြလိုက်တော့ကိုကြိုးကြီးလည်းအေးမရောက်လာတာလည်းအတော်ပဲငါရှိမှသတင်းတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုရင်တော့မင်းတို့ရဲ့ရံမဲ့ရီသူတွေနဲ့ပူပေါင်းထားတဲ့သူတွေကိုငါတီးလိုက်ပြီအဲ့လိုပြောလိုက်တော့ဆံမြဆိုတဲ့ကောင်ကလည်းဘာပြောလိုက်တဲ့တခင်လေးကျွန်တော်တို့ရဲ့ရန်သူနဲ့ပူပေါင်းထားတဲ့လူကိုတီးလိုက်ရတာလားအဲ့လိုပြောလိုက်တော့ကိုကြိုးကြီးကလည်းတီးကြတာပေါ့နောက်ပြီးတော့လည်းမြို့ငါအကူအညီတစ်ခုတောင်းစရာရှိသေးတယ်အဲ့ဒါကဘာလဲဆိုရင်တော့ရီသူရဲ့လက်တစ်ဖက်ကငါရကျင်တယ်ဘာလို့လဲဆိုရင်တော့ငါအိမ်ကအဖိုးကြီးကအစိမ့်မိထားတာကြောင့်မလို့လေအဲ့လိုပြောလိုက်တော့တစ်ဖက်ကဆံမြကလည်းဟုတ်ကျွန်တော်နားလဲပါပြီကျွန်တော်တခင်လေးကိုအကောင်းဆုံးကူညီပါမယ်ဘာလို့လဲဆိုရင်တော့တခင်လေးကလည်းကျွန်တော်အသက်ကိုကယ်ပေးခဲ့တာပဲလေနောက်ပြီးတော့ဒီလိုအရေးကြီးတဲ့သတင်းနဲ့ပြောပေးတဲ့ဆိုတော့ကျွန်တော်အကောင်းဆုံးကြိုးစားပါမယ်အဲ့လိုပြောလိုက်တော့အဲ့အောက်ကြည့်နေတဲ့မင်းသမီးနဲ့ဇလိုက်တို့ကလည်းစောင့်ရင်အန်တော်ခဲ့တာပေါ့ဘာလို့လဲဆိုရင်တော့ကိုကျော်ကြီးတယောက်ဝေးတာငါ့ကိုကယ်ထားလိုက်ဆိုတာကိုကြားလိုက်ရတာကြောင့်မလို့ပဲဖြစ်တယ်ဟဲ့ရီလူရဲ့တိုက်ပွဲမှာငါလည်းပါမယ်အဲ့ဒါကြောင့်မင်းတို့လည်းအတူတူငါတို့ခေါ်သွားလို့ရမလားအဲ့လိုပြောလိုက်တော့ဆံမြကလည်းအန်တော်ခဲ့ပြီးကိုကျော်ကြီးလိုက်ဖို့ကိုလည်းသဘောတူလိုက်ပါတော့တယ်အဲ့လိုသဘောတူကြီးမှပဲခဏနေတော့ဝေးလာငါတကောင်အပေါ်တက်လာခဲ့တယ်အဲ့ဒီသူကဘာလို့လဲဆိုရင်တော့ဇလိုက်နဲ့အစတုန်းကရံဖြစ်မလို့လုပ်ခဲ့တဲ့အာချီတို့ခေါ်လဲဝေးလာငါတကောင်ပဲဖြစ်တယ်အဲ့ဒါကိုမြင်လိုက်တဲ့ကိုကျော်ကြီးကလည်းအဲ့ဒီကောင်ပဲပခုံးကန်လိုက်ပြီးဟေမီရဲ့ကြောကုန်းပုံကစီးမယ်တော့အဲ့ဒါကြောင့်ငါ့ကိုအကောင်ဆုံးပူဆောင်ပြီးပါအဲ့လိုပြောလိုက်တော့ဆံမြူတော့ဆံမြနောက်ရောက်လာခဲ့ပြီးဟိုလေးတခင်နေအဲ့ဒီကောင်ကျွန်တော်ကိုစီးမယ်လို့ပြောနေတယ်ကျွန်တော်ရဲ့ခဏကိုအဲ့ဒီကောင်မတင်နိုင်ပါဘူးအဲ့လိုပြောလိုက်တော့ဆံမြကလည်းဟေမင်းဘာပြောနေတာလဲငါအဖေကတူလူချင်တိုင်းအကုန်ဖြစ်စီပြီလို့ပြောထားလိုက်လေအဲ့ဒါကြောင့်မင်းရဲ့ကြောကုန်းပုံတက်ခံရမယ်အဲ့လိုပြောလိုက်တော့ဆံမြူကလည်းဘာမှကိုမတတ်နိုင်တော့ပဲနောက်ဆုံးတော့တပုတ်တူလိုက်ပါတော့တယ်ဟူဒီလိုကြောက်တော့လည်းပဲဆိုးလို့လေအဲ့လိုနဲ့နောက်ဆုံးကတော့ကိုကျော်ကြီးတော့အကုန်လုံးရေတူတွေနဲ့တက်ခိုက်ဖို့တော့ပါတော့တယ်အဲ့လိုနဲ့နောက်ဆုံးတော့ကိုကျော်ကြီးတော့အခန်းတစ်ခန်းရောက်လာခဲ့ပြီးသူ့ရဲ့ရှိမှတော့ကျွန်တော်ကောင်မလေးကိုတွေ့ရမှာပဲဖြစ်တယ်ကဲဆိုတော့ကျွန်တော်ခင်ဗျားကိုပြောစရာရှိပါတယ်ရေတူတွေနဲ့ပူပေါင်းလိုက်တဲ့သူတွေကဘယ်မှာရှိတယ်လဲဆိုတော့ကျွန်တော်သိထားပါတယ်အဲ့လိုနဲ့ကိုကျော်ကြီးတော့ဇပွဲပုံကိုမြေပုံတွေတစ်ချက်ချလိုက်ပြီးရေတူတွေနဲ့မော်ဆရာတွေနဲ့ပူပေါင်းထားပြီးတော့နေတဲ့နေရာကဘေးနေရာမှာလဲဆိုရင်တော့ဒီနေရာမှာရှိတယ်ဆိုပြီးတော့ထောက်ပြလိုက်ပါတော့တယ်အဲ့လိုထောက်ပြလိုက်တဲ့ကြောင့်ဘေးနားမှာရှိတဲ့ကျွန်တော်ကောင်မလေးကလည်းသူတို့ရဲ့တီနေရာဘယ်လိုတီးတာလဲဆိုပြီးမေးတော့ကိုကျော်ကြီးကလည်းငါနဂါးလေးကိုချခံလိုက်တာဆိုပြီးပြောလိုက်တာပေါ့အော်တခင်ကလက်ဆက်တော့ဒီလိုပေါ့လေတခင်ကအရန်အောင်မြန်ပြီးအရန်အောင်တော်ပါလားအဲ့လိုနဲ့ကိုကျော်ကြီးကလည်းချီးကျူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကဲဒါဆိုကျွန်တော်တို့မနှက်ဖြန်ဆိုရင်ရီတူတွေကိုတက်ခိုက်ကြမယ်အဲ့ဒီမှာသူတို့နဲ့ပူပေါင်းထားတဲ့မော်ဆရာတွေနဲ့ထွက်လာကြမှာပဲအဲ့လိုနဲ့ကိုကျော်ကြီးအစီအစဉ်တွေပြောလို့လည်းပြီးသွားခဲ့ပြီးနောက်ရက်မနေ့ရောက်တော့ကိုကျော်ကြီးစမုံမရှိကိုရောက်လာခဲ့တယ်ဟေးမင်းအဖေဒဏ်ရာရထားတာဆိုပြီးမဲ့ဒီထိခေါ်လာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့လိုပြလိုက်တော့ဘေးနားမှာရှိတဲ့စမုံကလည်းမလိုပါဘူးတခင်လေးတခင်လေးကကျွန်တော်အဖေကိုကယ်ဖို့အတွက်လှုပ်ပြီးနေတာပဲအဲ့ဒါကြောင့်ကျန်တာတွေကိုတခင်လေးလက်ထဲအလိုက်ပါမယ်အဲ့လိုနဲ့ကိုကျော်ကြီးရီတူတွေရှိတဲ့ကျွန်းစီကိုထွက်ခွာဖို့အတွက်ဇက်လိုက်ကိုအင်ကြီးတက်ထည့်ပေးလိုက်ပြီးအဲ့ဒီအင်ကြီးကဘာလဲဆိုရင်တော့ငကားကိုကယ်တော့ဝစ်ခဲ့တဲ့အင်ကြီးဝစ်စာပဲဖြစ်တယ်အဲ့ဒီအင်ကြီးဝစ်စာကလည်းရိုးရိုးအင်ကြီးဝစ်စာမဟုတ်ပါဘူးရီတူတွေပူပေါင်းထားတဲ့မော်စီယာယူရီရဲ့ဒစိတ်ပဲဖြစ်တယ်အဲ့တော့ကိုကျော်ကြီးအခုလက်ရှိမှာတော့ရီတူကိုတက်ခိုက်ဖို့အတွက်တခြားကျွန်းစီကိုသွားမှဆိုတော့အင်ကြီးဝစ်စာကြီးပါချိန်လိုက်ပြီးကိုကျော်ကြီးမမတ်မိအောင်မက်စတေးပါတက်လိုက်ပါတော့တယ်အဲ့လိုနဲ့ခဏနေတော့ကိုကျော်ကြီးတော့အကုန်လုံးရီတူကိုတက်ခိုက်ဖို့အတွက်ဝေးလက်ငါးတွေအကုန်လုံးသွားကြပြီးခဏနေဝေးလက်ငါးဘက်ကစပြီးတော့လှုပ်ရှားကြပါတော့တယ်အာရှိဘက်ကဝေးလက်ငါးတွေစောင့်ရင်ကိုအနေများပါလားတော်ရီကပေါ်ငါတို့နဲ့ရင်တူမဖြစ်လို့အဲ့လိုနဲ့ကိုကျော်ကြီးတော့အဲ့လောက်ကြီးနေခဲ့ပြီးဘီနာမှာရှိတဲ့ဇာလိုက်ကတော့ဟိုလေးတခင်လင်းအဲ့ဒီကိုမတွားနဲ့တော့အဲ့ဒီကိုတွားရင်တခင်လင်းတီလိမ့်မယ်အဲ့ဒါကြောင့်အရန်အနေများတဲ့ဆိုပြီးကိုကျော်ကြီးစိတ်ပူနေခဲ့ပါတော့တယ်အဲ့လိုနဲ့တစ်ဖက်မှာရှိတဲ့ဝေးလက်ငါးတွေကတော့တက်ခိုက်နေတာကြောင့်ခဏနေတော့ရီတူဘက်ကတင်မောတွေနဲ့စစ်ကူတွေပါရောက်ရှိလို့လာပါတော့တယ်အဲ့တော့ကြည့်နေတဲ့ကိုကျော်ကြီးကလည်းအာရှိဘက်ကွာသူတို့ဘက်ကစစ်ကူတွေကအများကြီးပါလားပြောမယ်ဆိုငါထင်တာကမော်ဆရာအဖွဲ့အစည်းကတီးတီးလေးလို့ထင်တာဒါပေမဲ့အဲ့လိုမဟုတ်ဘူးထင်တယ်အဲ့လိုနဲ့စစ်ကူတွေကတင်မောမှာရှိတဲ့လူတယောက်ကတော့သူ့ရဲ့ဓာတ်ချက်ကိုတုံးလန့်ပြီးခဏနေတော့ရောင်ကြီးအလင်းနဲ့ပေါ်လာခဲ့ပါတော့တယ်အဲ့တော့ကြည့်နေကျွန်တော်ကောင်မလီကလည်းဟူဒီလောက်နဲ့တက်မလာနဲ့အဲ့လိုနဲ့အဲ့ဒီတက်ခိုက်ချက်ကိုပြန်ကာဝယ်လိုက်ပြီးတစ်ဖက်မှာရှိတဲ့ဆံမြကလည်းလန်ဒမတယောက်နဲ့တက်ခိုက်နေခဲ့ပြီးအဲ့တော့ကြည့်နေတဲ့ဇက်လိုက်ကလည်းစောင့်ကိုပြင်းထန်တဲ့တိုက်ပွဲဆိုပြီးတော့တူးနေခဲ့တာပေါ့
အဲ့လိုနဲ့စောင့်ဝင်ပြင်းထန်တဲ့တိုက်ပွဲဖြစ်နေခဲ့ပြီးအဲ့ထက်မှရှိတဲ့ကျွန်တော်မိမကတော့ဟိုလေးတခင်လေးအရှိကိုမတက်ရဘူးနော်အရှိကိုတက်မဲ့ဆိုအရန်အန်ရယ်များတယ်နောက်ပြီးတော့တခင်လေးကျမတို့ဒီတိုင်းပဲကြည့်နေတော့မှလားဘာလို့ဘူးစင်ထားသေးလဲအဲ့တော့ကြည့်နေတဲ့ငကားလေးကလည်းတစ်ချက်ပြုံးလိုက်ပြီးခဏတော့ကိုကျော်ကြီးတို့အကုန်လုံးကျွန်းကျွန်းရှိကိုရောက်ရှိလို့လာပါတော့တယ်တကယ်တော့ကိုကျော်ကြီးအရှိမရှိနေတဲ့ကျွန်းကဘာကျွန်းလဲဆိုရင်တော့ရီလူတွေနဲ့မော်ဆာတွေပူပေါင်းထားပြီးတော့စကန်ချထားတဲ့နေရာပဲဖြစ်တယ်အဲ့လိုနဲ့အခုလက်ရှိမှတော့ကိုကျော်ကြီးတော့တွားနေခဲ့ပြီးဘီနာမရှိတဲ့ငကားလေးကတော့ဟိုလေးတခင်လေးဒီကျွန်းမှာဘုံတွေတက်စင်မလို့လားအဲ့လိုပြောလိုက်တော့ကိုကျော်ကြီးကလည်းဟုတ်တယ်အဲ့ဒီကျွန်းမှာဘုံတွေတက်စင်မလို့ပဲနောက်ပြီးတော့အဲ့ဒီကျွန်းကမြေပုံမှာအပြောက်ဖြောက်မယ်အဲ့လိုနဲ့ကိုကျော်ကြီးကဘုံချမဲ့နေရာတွေကိုအမားကြီးချစ်ထားလိုက်ပြီးကဲအဲ့ဒါဆိုရင်ဘုံထောင်မှုတွေလူခွဲကြမယ်အဲ့တော့ကြည့်နေကျွန်တော်မိမကတော့ဟမ်တခင်လေးအဲ့ဒီကျွန်းကိုမြေပုံကအပြောက်ဖြောက်မလို့လားအဲ့ဒါဆိုရင်စောင့်ရင်ကိုပြင်းထန်တဲ့ဘုံတဘုံလူမှာပဲအဲ့လိုနဲ့အခုလက်ရှိမှတော့ကိုကျော်ကြီးကမြေပုံကိုတက်ဝက်ဖျက်လိုက်ပြီးဇာလိုက်နဲ့မင်းသမီးတို့ကိုတခြားမှဘုံထောင်မှုတွေပြီးလိုက်ပါတော့တယ်အဲ့လိုနဲ့နောက်ဆုံးမှတော့ကိုကျော်ကြီးကလူခွဲဖို့အတွက်ပြောလိုက်ပြီးဇာလိုက်နဲ့မင်းသမီးကလည်းခေါင်းကြီးပြလိုက်ပါတော့တယ်အဲ့လိုနဲ့နောက်ဆုံးမှတော့ကိုကျော်ကြီးတော့အကုန်လုံးဘုံထောင်မှုတွေလူခွဲကြကကိုကျော်ကြီးတော့ကြောင်လေးတွေနဲ့ကျွန်းချီကိုရောက်ရှိလို့လာပါတော့တယ်ရောက်ချောင်းမဲ့ကိုကျော်ကြီးခဏရက်လိုက်ပြီးကဲဒီနေရာမှာဘုံထောင်မယ်အဲ့လိုပြောနေတော့ဘေးနားမှာရှိတဲ့နဂါးတွေကတော့ဟိုလေးတခင်လေးဒီနေရာကိုလူတွေကတ်လာတယ်အဲ့လိုနဲ့ကိုကျော်ကြီးတော့သူ့ရဲ့ရှိအောင်မို့ဆန်းကိုတုံးလိုက်ပြီးတစ်ပစ်မော်ချက်ဆိုလို့တက်လိုက်ပါတော့တယ်တစ်ဖက်မှာရှိတဲ့ဝင်းအောင်မဲနဲ့လူနှစ်ယောက်ကတော့ဟမ်ဒီနေရာမှာငါရှိနေကြားလိုက်ပါတယ်ဘေးနားမှာရှိတဲ့လူတစ်ယောက်ကလည်းအေးဟုတ်တယ်နော်ငါလည်းခဏကအတန်ကြားလိုက်တယ်ဒါပေမဲ့တရိတ်ဆန်တကောင်ပဲနေမှာပါအဲ့ဒါကိုတစ်ပစ်မော်ကြည့်နေတဲ့နဂါးလေးကလည်းဟိုလေးတခင်လေးသူတို့နှစ်ယောက်ကိုတက်လိုက်ရမလားအဲ့လိုပြောလိုက်တော့ကိုကျော်ကြီးရဲ့ခေါက်ခါပြလိုက်ပြီးငါတို့အခုချိန်မှာသူတို့ကိုတက်လို့မဖြစ်သေးဘူးဘာလို့လဲဆိုရင်တော့ငါတို့ဘုံထောင်တော့မပြီးသေးဘူးလေဟူပြင်းစရာကောင်းလိုက်တာဗျာတခင်လေးကလည်းအဲ့လိုနဲ့ခဏတော့လူလဲရှိမိဖြစ်တာကြောင့်ကိုကျော်ကြီးတော့အောက်ကိုဆင်းလာခဲ့ပြီးစင်းချင်းမှာပဲခဏတော့အတန်တန်ကိုကြားလိုက်ရပါတော့တယ်အာရှိပဲဟိုဘက်အကန်အတန်တန်ကြားလိုက်ရတယ်ဆိုတော့ဇလိုက်တော့ဘုံထောင်နေတဲ့အချိန်လူမိသွားရများလားအဲ့လိုနဲ့တစ်ဖက်မှာရှိတဲ့ကျောင်းလေးနှစ်ကောင်ကတော့ဘုံထောင်မှုတွေမြေချင်းတူးနေခဲ့ပြီးနောက်ဆုံးတော့ဘုံထောင်မှုတွေမြေချင်းနဲ့သူ့လိုပြီးတော့ပါတော့တယ်အဲ့လိုနဲ့ကိုကျော်ကြီးတော့ဘုံထောင်မှုတွေမြေရှင်းရလေပြီးတော့ဖြစ်တာကြောင့်လူတယောက်စီကိုရောက်လာခဲ့တယ်အဲ့ဒီသူကဘယ်လိုလဲဆိုရင်တော့ဝေးလန်းကအချီပဲဖြစ်တယ်ဟိုလေးတခင်လေးကိုကျွန်တော်စောင့်နေတာအဲ့ဒါကြောင့်ကျွန်တော်တို့တွားကြရအောင်အဲ့လိုပြောရင်တော့ဘီနားမှာရှိတဲ့လူတယောက်အော်တောင်ကြားလိုက်ရပြီးအဲ့ဒီသူကဘယ်လိုလဲဆိုရင်တော့ကိုကျော်ကြီးအစားကတွေးခဲ့တဲ့မော်စီအယူပဲဖြစ်တယ်အဲ့ဒီသူကတော့စောင့်ရင်တော့ခင်းနေခဲ့ပြီးဇလိုက်နဲ့မင်းနေမီတို့ကိုအတဲတဲလိုက်နေခဲ့ပါတော့တယ်ဇလိုက်နဲ့မင်းနေမီတို့ကလည်းအတဲနဲ့ပြေးလာခဲ့ပြီးနောက်ဆုံးမှတော့ကိုကျော်ကြီးစီကိုရောက်ရှိလို့လာပါတော့တယ်ရောက်ရှိမှပဲအဲ့တော့ကြီးနေတဲ့ကိုကျော်ကြီးကလည်းဟေးမင်းတို့နှစ်ကောင်ကမိတော့တာလားအဲ့လိုပြောလိုက်တော့ဇလိုက်ကလည်းဟုတ်ပါတယ်တခင်လေးကျွန်တော်ဘုံစင်နေနဲ့သူတို့ကကျွန်တော်ကိုတွေ့တော့တာပါအဲ့လိုနဲ့ကိုကျော်တို့အကုန်လုံးလူမိသွားဖြစ်တာကြောင့်ဝေးလန်းငါကိုတက်စီကြပြီးချန့်ဆိုလို့ထွက်ပြေးကြပါတော့တယ်ကဲအဲ့ဆိုငါတို့ထွက်ပြေးတဲ့အဝေးတဲ့နေရာလည်းရောက်ပြီဆိုတော့ငါတို့ဖောက်ခွဲလို့ရပြီအဲ့လိုပြောလိုက်တော့ငကားတွေကလည်းကောင်းမှပြီဆိုပြီးခဏတော့ငကားတွေကလည်းသူ့ရဲ့လက်ကနေမက်ချစ်အစွမ်းနေထုတ်လိုက်ကအဲ့ဒီဘုံကိုဖောက်ခွဲဖို့တော့လောက်ပါတော့တယ်အဲ့လိုလောက်နေတော့ဘေးနားမှာရှိတဲ့ကိုကျော်ကြီးကတော့ဟေးမင်းနဲ့မင်းတွေငါတို့အနောက်ကိုအကာဝယ်လုပ်ပြီးပါလားဘာလို့လဲဆိုရင်တော့အဲ့ဒီဘုံကအရန်ကိုပြင်းမှအဲ့ဒါကြောင့်ဝေးလန်းငါတွေမထိခိုက်အောင်အကာဝယ်လုပ်လိုက်အဲ့လိုနဲ့ကျွန်တော်ကောင်းမလေးနားနေတော့ပြီးမော်စကွင်းတစ်ခုလုပ်လိုက်ပါတော့တယ်လည်းလို့ချင်းမှပဲတစ်ဖက်မှာရှိတဲ့ငကားလေးကတော့ကျုံးပေါ်မှာထောင်ထားတဲ့မော်တွေကိုဖောက်ခွဲဖို့အစင်နေဖြစ်နေခဲ့ပြီးဟိုလေးတက်ခင်လေးကျွန်တော်အစင်နေဖြစ်ပါပြီးဖောက်ခွဲလိုက်ရတော့မလားအဲ့လိုပြောလိုက်တော့ကိုကျော်ကြီးကလည်းကောင်းပြီဖောက်ခွဲလိုက်တော့ရုံးလုံးကိုပြချလိုက်အဲ့လိုနဲ့ငကားလေးကလည်းကိုကျော်ကြီးအမိန့်ကိုကြားလိုက်ရတာကြောင့်သူ့ရဲ့လက်မှာမက်ချစ်အစွမ်းတွေကိုအသေးအတန်ဆူလိုက်ပြီးခဏနေတော့အဲ့ဒီကျွန်းစီကိုပြစ်ထက်လိုက်ပါတော့တယ်အဲ့လိုပြစ်ထက်လိုက်ရတဲ့ကြောင့်စောင်းရင်ကိုပောက်ခွဲမှုအကြီးကြီးဖြစ်သွားခဲ့ပြီးခဏနေတော့ကိုကျော်ကြီးတော့အဲ့ဒီကျွန်းကိုကြည့်နေခဲ့ပြီးစောင်းရင်နဲ့အန်အောင်နေခဲ့တာပေါ့ဘာလို့လဲဆိုရင်တော့ငကားလေးဖောက်ခွဲလိုက်တဲ့ကျွန်းကဒစစီဖြက်စီတော့ကြောင်မလို့ပဲဖြစ်တယ်အဲ့လိုနဲ့နောက်ဆုံးတော့ငကားလေးကောင်ကျွန်းကိုလည်းဖြက်စီလို့လည်းပြီးတော့ဖြစ်တာကြောင့်အဲ့တော့ကြည့်နေတဲ့ကိုကျော်ကြီးကလည်းပြူတူပြတဲ့ကြောင်ကြီးနေခဲ့ပါတော့တယ်ဘာလို့လဲဆိုရင်တော့အဲ့ဒီပောက်ခွဲမှုကအစမနဲ့ကြီးတာကြောင်မလို့ပဲဖြစ်တယ်ဘေးနားမှာရှိတဲ့ငကားလေးကလည်းဟိုလေးတက်ခလင်မကြိုက်ဘူးလားတက်ခလင်ပြောတော့ပြင်းပြင်းလေးဆိုအဲ့ဒါကြောင့်ကျွန်တော်ပြင်းပြင်းလေးလုပ်ပေးလိုက်တာအဲ့လိုပြောလိုက်တော့ကိုကျော်ကြီးတော့ငကားလေးကိုကြည့်နေခဲ့ပြီးကိုကျော်ကြီးစိတ်ခမတော့ဟမ်ငကားလေးငယ်လေးပဲရှိသေးတယ်သူ့ရဲ့အစွမ်းကအမခံပါလားအဲ့လိုပြောနေတော့ခဏနေတော့လူတယောက်အော်တောင်ကြားလိုက်ရပြီးငါမင်းကိုတက်မယ်မင်းကမင်းကိုတက်မယ်ဆိုပြီးအားရပါရပောက်ခွဲနေပါတော့တယ်အဲ့ဒါကိုကြည့်နေတဲ့ကိုကျော်ကြီးကလည်းအားရှိပဲဒီကောင်ကမတည်ဘူးလားဟာအဲ့လိုနဲ့ဟိုဘက်မှာရှိတဲ့ကောင်ကတော့စောင်းရောဒေါခင်းနေခဲ့ပြီးသူ့ရဲ့လက်မှာရာစိတ်ကအလုံးကြီးဆူလိုက်ကကိုကျော်ကြီးစီကိုပြေးလာခဲ့ပါတော့တယ်ဘီနားမှာရှိနေကျွန်တော်မိမကလည်းဟိုလေးတက်ခလင်သူ့ဘလို့တားမလဲနောက်ပြီးတော့သူ့ရဲ့ခန္ဓာကပောက်ခွဲတော့မယ်ဘာလို့လဲဆိုရင်တော့သူ့ရှိမှရှိရမော်အစွမ်းတွေကိုမထိန်နိုင်တော့ဘူးအဲ့တော့ကြည့်နေတဲ့ကိုကျော်ကြီးကလည်းတက်ပြင်းချက်လိုက်ပြီးဘီနားမှာရှိနေကျွန်တော်မိမကတော့ရုပ်တရက်မတ်တက်ထားလိုက်ခဲ့ကဟိုဘက်ကတင်မိုးမှာရှိတဲ့ဓာတ်ထမကိုကျွန်မကင်တွယ်လိုက်မယ်အဲ့ဒါကြောင့်ဟိုမှာရှိတဲ့မော်စီအယူကိုဇက်လိုက်ကပဲကင်တွယ်လိုက်အဲ့လိုနဲ့ပြောလိုက်တော့ကိုကျော်ကြီးကလက်ပြလိုက်ကကဲကောင်းပြီအဲ့ဒါဆိုရင်ငါတို့တက်ခိုက်ကြစို့အဲ့လိုနဲ့ကိုကျော်ကြီးတော့အကုန်လုံးတက်ခိုက်ဖို့အတွက်တင်မိုးရှိကိုရှီတက်ကြပါတော့တယ်အဲ့လိုရှီတက်နေတော့ဘီနားမှာရှိတဲ့ဇက်လိုက်ကတော့ဟိုလေးတက်ခလေးအရန်အောင်မတူနဲ့နော်နောက်ပြီးတော့အဲ့ဒီအရှိမအရန်အောင်အထည်များတယ်အဲ့လိုနဲ့အနောက်မှာရှိတဲ့ကိုကျော်ကြီးကလည်းငါအဆင်ပြေပါတယ်ကွာဆိုပြီးပြောလိုက်ကဇက်လိုက်နဲ့မင်းနဲ့မီတို့နှစ်ယောက်တက်ခိုက်ဖို့အတွက်အရှိကိုတက်တော့ခဲ့ကြပါတော့တယ်တစ်ဖက်မှာရှိတဲ့မော်စီအယူကောင်ကတော့စောင့်ရောဒေါခင်းနေခဲ့ပြီးခဏတော့သူ့ရဲ့လက်ကနေမက်ချစ်အစွမ်းတွေကိုပြစ်လိုက်ပါတော့တယ်ဒါပေမဲ့လည်းသူပြစ်လိုက်တဲ့မက်ချစ်အစွမ်းတွေကိုတစုံတစ်ခုကကောက်ဝဲလိုက်ပြီးခဏတော့ရုပ်တဲ့အတွက်ခံရပါတော့တယ်အိုမင်းတို့ကြီးကတာအားကောင်းတဲ့လူတယောက်ပါတယ်ထင်တယ်အဲ့လိုပြောတော့မင်းသမီးကလည်းအေးပါတော့ပေါ့ဆိုပြီးသူ့ရဲ့လက်ကနေမက်ချစ်မီးမော်ကိုဆူလိုက်ပြီးခဏတော့အဲ့ဒီကောင်ပြစ်ထည့်လိုက်ပါတော့တယ်ပြစ်ထည့်တာခံရတဲ့ကောင်ကတော့မီးမော်အသားလေးကောက်ဝဲလိုက်ပြီးအိုမင်းရဲ့မီးမော်အတော်လေးကိုပြင်းပါတယ်ဒါပေမဲ့ငါထတော့မတက်ပါဘူးအဲ့လိုပြောလိုက်တော့မင်းသမီးကလည်းငါသိပါတယ်ကွာဒါပေမဲ့လည်းအနည်းဆုံးတော့မင်းကိုငါနိုင်တာပေါ့အဲ့လိုနဲ့တစ်ဖက်မှာရှိတဲ့မော်ဆရာယူကောင်ကတော့ရေထဲကိုပြုတ်ကျတော့ကြောင့်ခဏတော့ရေထဲကနေပြန်ပေါ်လာခဲ့ပါတော့တယ်သူ့ရဲ့လက်ကနေမက်ချစ်အစွမ်းကိုပြန်ဆူလိုက်ပြီးငါမင်းတို့အတီတက်မယ်မင်းတို့အတီတက်မယ်ဆိုပြီးဇလိုက်ရှိတဲ့နေရာကိုသူ့ရဲ့မက်ချစ်အစွမ်းတွေပြစ်ထည့်လိုက်ပါတော့တယ်ဒါပေမဲ့လည်းဇလိုက်ကတော့စောင့်ကိုဒေါခင်းနေတာကြောင့်ဘာလို့လဲဆိုရင်တော့သူ့ရဲ့မိသားစုသူရှယ်လူတွေကိုအဲ့ဒီကောင်ရဲ့အဖွဲ့အစည်းကတထားကြောင်မလို့ဇလိုက်ပြောက်စောင့်ကိုဒေါခင်းနေခဲ့ပါတော့တယ်တစ်ဖက်မှာရှိတဲ့ကိုကျော်ရောငကားလေးနဲ့စကားပြောနေခဲ့ပြီးဟေးမင်းအဲ့ဒီကောင်မော်ဆရာကိုလက်ဖြောင်လုပ်နိုင်လားအဲ့လိုပြောလိုက်တော့ငကားလေးကလည်းကျွန်တော်လုပ်နိုင်တော့ပို့ဆိုပြီးသူ့ရဲ့လက်ကနေမက်ချစ်အစွမ်းကိုပြန်ဆူလိုက်ပြီးဟိုမော်ဆရာအယူကောင်စီကိုပြစ်ထည့်လိုက်ပါတော့တယ်အဲ့လိုပြစ်ထည့်ခံရတာကြောင့်သူ့ရဲ့လက်ထက်ဘက်မှာပြတ်သွားခဲ့ပြီးအဲ့တော့ကြည့်နေတဲ့တစ်ဖက်ကလီဘောကကောင်ကတော့ဟမ်အဲ့ဒီကောင်လက်ထက်ဘက်မှာပြန်ပြတ်သွားပြီလားဟာနောက်ပြီးတော့တစုံတစ်ခုကသူ့ကိုလက်ကိုဖြတ်လိုက်တာ
တာပဲအဲ့ဒါကိုကြည့်နေတဲ့ကောင်းမနီကလည်းအေးဟုတ်တော့ပေါ့ငါတို့အဖွဲထဲမှာထူခြားတဲ့လူရှိတယ်လေအဲ့လိုနဲ့စတင်တက်ခတ်ကြပြီးတစ်ဖက်မှာရှိတဲ့နဂါလီကတော့သူ့ရဲ့လက်ကနေမက်ဂျစ်အစွမ်းတွေပြက်ဆူးလိုက်ကခဏနေတော့တင်မော့ရှိကိုပြစ်ထည့်လိုက်ပါတော့တဲ့တစ်ဖက်မှာရှိတဲ့ဆောင်းဝါဆူတဲ့ကောင်ကတော့မော်ဆွမ်းအမြောက်မြောက်ကိုမြင်လိုက်အဲ့ဒါကြောင့်စောင်းရင်ကိုအန်အော်တွားခဲ့ပြီးခဏနေတော့အန်အော်ကြီးမှာပဲရုတ်တရက်ပောက်ကွဲတော့တွားပါတော့တဲ့အဲ့ဒါကိုကြည့်နေတဲ့ကိုဂျိုကြီးဘက်မှာတော့ဟိုလေးနဂါလီမင်းပြက်လိုက်တာလားကွက်တိပါလားဘေးနားမှာရှိတဲ့နဂါလီကလည်းကျွန်တော်ပြစ်လိုက်ပြီမဲ့အဲ့ဒီကောင်မသိသေးဘူးအဲ့လိုနဲ့တစ်ဖက်မှာရှိတဲ့တင်မောကတော့စောင်းရင်ကိုပြက်စီတွားခဲ့ပြီးဘာလို့လဲဆိုရင်တော့နဂါတဲ့ကောင်ပြစ်ထည့်လိုက်တာကြောင့်မလို့ပဲဖြစ်တယ်အဲ့ဒါကိုကြည့်နေတဲ့မော်စီအယူကတော့အသေးအတန်ဒဏ်ရာရထားပြီးလက်နှစ်ဖက်လည်းဆုံချုံတော့ပါပြီဒါပေမဲ့လည်းသူ့ရဲ့လက်ကိုဖျက်ရကောင်းမလားဆိုပြီးအရှိကိုပြန်တက်လာခဲ့ကတတ်ရှိမှပဲဇာလိုက်ကတော့သူ့ရှိကိုခုန်တက်လာခဲ့ပြီးချန့်စလိုတက်ဖြတ်ပြစ်လိုက်ပါတော့တဲ့ကိုဂျိုကြီးဘက်မှာတော့အဲ့လိုရဲရဲစက်တက်နေတာကိုမကြည့်ပဲဟိုဘက်ကိုလက်တော့ခဲ့ပါတော့တဲ့အဲ့လိုနဲ့နောက်ဆုံးမှာတော့တင်မောလည်းပြဖြစ်တော့ခဲ့ပြီးတစ်ဖက်မှာရှိတဲ့လန်ဒမာနဲ့သပင်အဝိုင်ကောင်မလီကတော့မူးပေါ်မို့အစွမ်းနဲ့ပြန်တက်တော့ခဲ့ပြီးထပ်ပြဖို့တော့ကြံမာတော့တယ်အဲ့လိုနဲ့အောက်မှာရှိတဲ့လူတွေကတော့နဂါရဲ့မို့အစွမ်းကြောင့်ဒဇစီပြစ်စီတော့ခဲ့ကြပြီးအဲ့တော့ကြီးနဲ့လန်ဒမာကတော့ဦးတော်ရီယာဘောကွာငါမို့အစွမ်းအမြန်သုံးလိုက်လို့ဝီလန်ငါအဖွဲထဲမှာအရန်ကိုတော်တဲ့မော်ဆရာရှိမှထင်တယ်အဲ့တော့ကြီးနဲ့ကိုဂျိုကြီးကတော့ဟေးအဲ့ဒီကောင်နဲ့ကောင်ကအရန်ကိုတတ်မှတာလားအဲ့လိုပြောလိုက်တော့ဘေးနားမှာရှိတဲ့နဂါလီကလည်းသူတို့ရေမတတ်မှာဘူးကျွန်တော်တစ်ချက်လေးလောက်လိုက်တာနဲ့သူတို့တီသွားမှာပါကဲအဲ့ဒါဆိုကျွန်တော်သူတို့နှစ်ယောက်ကိုတက်လိုက်ရမလားအဲ့လိုပြောလိုက်တော့ဘေးနားမှာရှိတဲ့ကိုဂျိုကြီးကလည်းမလုံးနဲ့အောင်ခဏနေအောင်အဲ့လိုနဲ့တစ်ဖက်မှာရှိတဲ့ဇာလိုက်နဲ့မင်းသမီးတို့ကတော့ပောက်ခွဲမှုအကြီးစားဖြစ်တာကြောင့်ဝီလန်ငါရဲ့ကြောကုန်းပုံပြတ်တက်လာခဲ့ပြီးအပေါ်ကိုချိနေခဲ့ပါတော့တဲ့အပေါ်မှာရှိတဲ့ဆံဝါလည်းလက်ထမတို့တစ်ယောက်ကတော့အောက်မှာရှိတဲ့ကိုဂျိုကြီးတို့အပြီးဖုံးနေခဲ့ပြီးထွက်ပြေးဖို့အတွက်ကြံပါတော့တဲ့အဲ့လိုကြံနေတော့ခဏတော့ကျွန်တော်ကောင်မလေးကလည်းပြန်ရောက်လာခဲ့ပြီးအချက်စလိုအဲ့ဒီနှစ်ကောင်တက်ခဲ့ဖို့အတွက်လှုပ်ပါတော့တဲ့ဒါပေမဲ့လည်းအဲ့ဒါကိုကြည့်နေတဲ့လန်ဒမာကတော့ကဲငါတို့တွေနှုတ်ဆက်ကြတာပေါ့အဲ့လိုနဲ့နေရာကူပြောင်းမှုမို့တုံမို့လှုပ်ပါတော့တဲ့အဲ့တော့ကြည့်နေတဲ့ကျွန်တော်မိမကလည်းအာမဖြစ်ဘူးသူတို့ရဲ့နေရာပြောင်းဖို့လှုပ်နေကြပြီးအဲ့လိုနဲ့နေရာကူပြောင်းမှုမတုံမို့တော့နေရောက်တာလှုပ်နေခဲ့ကြပြီးအဲ့ဒါကိုကြည့်နေတဲ့ဆံမြဆိုတဲ့ကောင်ကတော့ကဲမင်းတို့ကောင်တွေနောက်မှပဲတွေ့ကြပါမယ်အဲ့လိုပြောလိုက်တဲ့ကြောင့်ကျွန်တော်မိမကိုအရန်ကိုစိတ်တော်လှုပ်လိုက်တဲ့ကြောင့်ခဏတော့ရုပ်တရက်မက်ဂျစ်ဆွမ်းကလန်ဒမာရဲ့ဘိုက်ကိုထိတွားခဲ့ပါတော့တဲ့အဲ့လိုထိတွားကြောင့်ဘေးနားမှာရှိတဲ့ဆံဝါကလည်းရုပ်တရက်ဆိုတော့ဘယ်ကောင်လှုပ်တာလဲဆိုပြီးတော့ခင်းတော့ခဲ့ပါတော့တဲ့တကယ်တော့အဲ့ဒီကောင်ဘယ်လိုပြစ်လိုက်တာလဲဆိုရင်တော့ကိုဂျိုကြီးရဲ့ဘေးနားမှာရှိတဲ့နဂါတဲ့ကောင်ကပြစ်လိုက်တာပဲဖြစ်တယ်ကဲမင်းတို့ကောင်တွေတီတော့မတီပါဘူးအဲ့လိုနဲ့တစ်ဖက်မှာရှိတဲ့လူနှစ်ယောက်ကတော့တလီဘော့အစွမ်းနဲ့တုံးပြီးတော့ဖြစ်တာကြောင့်ရုပ်တရက်ပြောက်ခွေတော့ပါတော့တဲ့အဲ့လိုနဲ့တိုက်ပွဲလည်းပြီးတော့ဖြစ်တာကြောင့်ဘေးနားမှာရှိတဲ့ကိုဂျိုကြီးတော့နဂါတွေကိုရှိကျူးနေခဲ့ပြီးနဂါတွေကလည်းကိုဂျိုကြီးရှိကျူးပြီးတဲ့ကြောင့်စောင့်ရင်းနဲ့ပြောတော့ခဲ့တာပေါ့ကဲအဲ့ဒါဆိုငါတို့တိုက်ပွဲလည်းပြီးတော့ပြီးထင်တဲ့နဂါလေးမင်းအရန်တော့တယ်ကွာအဲ့ဒါကိုကြည့်နေတဲ့အောက်မှာရှိတဲ့ဝင်းနာကကောင်ကတော့ဇိုးချွေးတွေကပြန်လာခဲ့ပြီးဘာလို့လဲဆိုရင်တော့ကိုဂျိုကြီးတယောက်ကိုစောင့်ရင်းလေးကြောက်တော့ကြောင်မလို့ပဲဖြစ်တယ်အဲ့လိုနဲ့ခဏတော့ကျွန်တော်ကောင်မလေးတယောက်ကိုဂျိုကြီးစီကိုရောက်လာခဲ့ပြီးကိုဂျိုကြီးရီဒူမိုင်းလက်တစ်ဖက်ပြီးလိုက်ပါတော့တယ်အဲ့လိုနဲ့နောက်ဆုံးမှတော့ကိုဂျိုကြီးကလည်းရီဒူမိုင်းလက်တစ်ဖက်လည်းရတော့ဖြစ်တာကြောင့်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့တိုက်ပွဲလည်းပြီးတော့ပြီဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါမယ်ကျွန်တော်ကောင်မလေးကလည်းကောင်းမှပြီတခင်လေးအဲ့ဒါဆိုကျွန်တော်တို့နောက်မှတွေ့ကြမယ်နော်အဲ့လိုနဲ့ကိုဂျိုကြီးတော့အကုန်လုံးနှုတ်ဆက်စကားလည်းပြီးတော့ဖြစ်တာကြောင့်နောက်မှတော့ကိုဂျိုကြီးတော့အဖိုးကြီးကိုကူတာဖို့တော့ရောက်ရှိလို့လာပါတော့တယ်ကဲအဲ့ဒါဆိုငါတို့ရီဒူမိုင်းလက်လည်းရောက်ပြီဆိုတော့သူ့ကိုကူတာလို့ရပြီအဲ့လိုနဲ့အဖိုးကြီးအစိမ့်မိထထားဟာကိုကူတာနေခဲ့ပြီးအဲ့လိုကူတာတာလည်းအယံနာတာကြောင့်စောင့်ရင်းနဲ့អော်နေခဲ့တာပေါ့ဟဲ့အဖိုးကြီးစကားတွေအများကြီးမပြောနဲ့အောင်အဲ့လိုနဲ့နောက်ဆုံးမှတော့အဖိုးကြီးရဲ့အစိတ်ကိုလည်းဖြီးလို့ပြီးတော့ခဲ့ပါတော့တယ်ဟိုလေးတခင်လေးကျွန်တော်အစိတ်ကိုဖြီးပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရပါတယ်ကွာမြေငေါ့ငယ်ထရာဆောက်ချောက်လာတာလေအဲ့ဒါကြောင့်ငါကလည်းဒီလောက်တော့လှုပ်ပြီးတင်တာမဟုတ်ဘူးလားအဲ့လိုနဲ့ကိုဂျိုကြီးတော့စကားပြောလို့လည်းပြီးတော့ဖြစ်တာကြောင့်တဲတဲကနေထွက်တော့ခဲ့ပါတော့တယ်ထွက်ချင်းမှပဲကိုဂျိုကြီးတော့ကောင်းကင်ကိုကြည့်နေခဲ့ကကဲငါနောက်ဆုံးတော့အဖိုးကြီးကိုကူတာလို့လည်းပြီးတော့ပြီအဲ့ဒါကြောင့်ငါစိတ်ချအနားယူတော့မယ်အဲ့လိုနဲ့နောက်ဝဲမှတော့ကိုဂျိုကြီးတော့စိတ်ချအနားယူနေခဲ့ပြီးဘေးနားမှာရှိတဲ့ကိုဂျိုကြီးရဲ့အိမ်မော်အဖိုးကြီးကလည်းရီဒူမအစိတ်ကိုလည်းဖြီးပြီးဖြစ်တာကြောင့်အရန်ကိုတက်တာတော့ခဲ့ပါပြီအဲ့ဒါကြောင့်လည်းကိုဂျိုကြီးကိုအရင်လိုမဟုတ်တော့ပဲကောင်းကောင်းဆက်ဆက်မှာတော့တယ်ဟိုလေးတခင်လေးအခုထိရေမရှိုးရသေးဘူးမလားမြန်မြန်ကြီးရှူတော့လေအဲ့လိုပြောနေတော့ခဏတော့ကိုဝင်တော်နဲ့ဝင်ပလီကလေးတို့ကလည်းကိုဂျိုကြီးစီကိုရောက်လာခဲ့ပြီးဟေးမင်းတို့တွေအစားစားပြီးလားမစားရသေးဘူးဒီမှာလာစားကြလေအဲ့လိုနဲ့ဝင်ပလီကလေးတွေကလည်းကိုဂျိုကြီးနဲ့အတူတူပြောပါစားနေခဲ့ကြပြီးကိုဂျိုကြီးအားလည်းရဲ့ကိုကောင်းလေးအနားယူနေခဲ့တာပေါ့ဒါပေမဲ့အဲ့လိုအနားယူတာကလည်းကြာမခံပါဘူးခဏတော့ရုပ်တဲ့အိရှိတဲ့မင်းသားကကိုဂျိုကြီးကိုဆက်တယ်လို့လာပါတော့တယ်အာရှိဘက်ကွာငါအနားယူနေပါဆိုတခုပြဿနာပေါ်နေတော့တာပဲအခုလည်းငါ့ကိုဘာပြောမလို့လည်းမသိဘူးတစ်ဖက်မှရှိတဲ့အိရှိတဲ့မင်းသားကတော့ဟိုလေးတက်ခလင်ကျွန်တော်အခုညီတစ်ခုတောင်းဆက်ရှိလို့ပါအဲ့လိုပြောရတော့တစ်ဖက်မှရှိတဲ့ကိုဂျိုကြီးကလည်းအေးပြောလေငါဘာကူညီပေးရမလဲအဲ့လိုပြောလိုက်တော့တစ်ဖက်မှရှိတဲ့အိရှိတဲ့မင်းသားကတော့ဟိုလေးငါရဲ့နဲ့တဲ့ငယ်ရွာကိုတွားပေးလို့ရမလားအဲ့ဒီမှာငါလိုတဲ့ပစ္စည်းကိုတွားယူပေးရင်ရပါပြီငါကဘာလို့တွားလို့မရတာလဲဆိုရင်တော့ဒီမှာလည်းအစည်းအဝေးရှိတာကြောင့်မလို့ပါအဲ့လိုနဲ့တစ်ဖက်မှရှိတဲ့ကိုဂျိုကြီးတော့စိတ်တဲ့ဒီကြတော့ခဲ့ပြီးဘာလို့လဲဆိုရင်တော့သူ့ရဲ့အားလည်းရဲ့မရှိတော့တာကြောင့်မလို့ပဲဖြစ်တယ်တစ်ဖက်မှရှိတဲ့ကိုဂျိုကြီးကတော့ဘာမှမတတ်နိုင်တော့ပဲနောက်ဆုံးမှကိုဂျိုကြီးအမောင်နဲ့တဲ့ငယ်ရွာစီကိုတွားဖို့အတွက်လက်ခံလိုက်ပါတော့တယ်အဲ့လိုနဲ့နောက်ရမှတော့ကိုဂျိုကြီးတော့အမောင်နဲ့တဲ့ငယ်စီကိုတွားဖို့အတွက်လူတယောက်နဲ့တွေ့နေခဲ့ပြီးအဲ့ဒါသူကဘာလို့လဲဆိုရင်တော့ဆန်ဖြူရဲ့တီလက်ရှင်မမပဲဖြစ်တယ်အဲ့လိုနဲ့အခုလက်ရှိမှာတော့တီလက်ရှင်မမကဟိုလေးတခင်လေးပြောချင်တဲ့သဘောကအမောင်နဲ့တဲ့ငယ်ရွာစီကိုကျမကလိုက်ကူရမယ်ပေါ့အဲ့ပြိုင်တော့ကိုဂျိုကြီးကလည်းတီးကြတော့ပေါ့ဒါပေမဲ့အမောင်နဲ့တဲ့ငယ်ရွာကဘာမှရှိလဲဆိုတာကတော့ငါမသိပါဘူးဒါပေမဲ့အိမ်ရှိစံမင်းသားကလူတယောက်လွတ်လိုက်ပါတယ်အဲ့လိုနဲ့တကားခောက်နဲ့ပြန်ချလိုက်ရပြီးခဏနေတော့ကောင်းမလီတယောက်ကပြန်ဝင်လာခဲ့ပါတော့တယ်တကယ်တော့ဒီကကောင်းမလီကဘာလို့လဲဆိုရင်တော့အိမ်ရှိစံမင်းသားတယောက်လွတ်လိုက်တဲ့အမောင်နဲ့တဲ့ငယ်တယောက်ပဲဖြစ်တယ်တကယ်တော့သူကဘာလို့ရောက်လာတာလဲဆိုရင်တော့ကိုဂျိုကြီးကိုလမ်းပြပေးဖို့တော့ရောက်လာတာပဲဖြစ်တယ်အဲ့လိုနဲ့ကိုဂျိုကြီးကလည်းမိတ်ဆက်နေခဲ့ပြီးကောင်းမလီကလည်းမိတ်ဆက်နေခဲ့ကဟိုလေးတယောက်တော့ဝန်တာပါတယ်ကျမကိုအိမ်ရှိစံမင်းသားကလမ်းပြဖို့တော့လွတ်လိုက်တာပါအဲ့လိုနဲ့ဘီနာမရှိတဲ့တီလက်ရှင်မမကိုလည်းနှုတ်ဆက်လိုက်ပြီးနောက်တော့ခဏရည်သွင်းမှပဲခင်တော့ကြပါတော့တယ်ကဲအဲ့ဒါဆိုကျမတို့မနှက်ဖြန်ချအမောင်နဲ့တကယ်ရွာစီကိုတွားချမယ်လေအဲ့လိုနဲ့နောက်ရမှတော့ကိုဂျိုကြီးတော့အကုန်လုံးအမောင်နဲ့တကယ်ရွာစီကိုတွားကြပါတော့တယ်နောက်ဆုံးမှတော့ကိုဂျိုကြီးတော့အကုန်လုံးကွင်းမြေတစ်ခုရောက်လာခဲ့ပြီးရောက်ချင်မှပဲကိုဂျိုကြီးတော့စောင့်ရင်းနဲ့အန်အော်နေခဲ့တာပေါ့ဘီနာမရှိတဲ့စားလိုက်နဲ့ကြောင်လေးနဲ့ကောင်ကလည်းအရန်အန်အော်နေခဲ့ပြီးဘာလို့လဲဆိုရင်တော့ဘေးပဲလေမှာကစောင့်ရင်ကိုလင်းထိန်နေတာကြောင့်မလို့ပဲဖြစ်တယ်ကဲအဲ့ဒါဆိုကျမ
တို့အမောင်နဲ့ငယ်ရွာစီကိုဘယ်လိုသွားမလဲဆိုတော့ကျမပြပေးမယ်နော်ကဲအကောင်းမှပြီအဲ့ဒါဆိုကျွန်တော်တို့တွားကြစို့လေအဲ့လိုနဲ့အိမ်ရှိတဲ့မင်းသားလွတ်လိုက်တဲ့အမောင်နဲ့ငယ်ကောင်းမတွေကလည်းသူ့ရဲ့ငကိုအသားရည်ကိုပြောင်းလိုက်ပြီးကဲအဲ့ဒါဆိုကျမတို့အမောင်နဲ့ငယ်ရွာစီကိုတွားဖို့အတွက်ဂိတ်ကိုဖွင့်ချရအောင်ခဏရကောင်းမတွေကလည်းသူ့ရဲ့အရှိမဂိတ်တစ်ခုကိုဖွင့်လိုက်ပြီးအဲ့ဒီဂိတ်ကဘာဂိတ်လဲဆိုရင်တော့အမောင်နဲ့ငယ်ရွာစီကိုတွားတဲ့ဂိတ်ပဲဖြစ်တယ်ဘီနောက်မှရှိတယ်ကျွန်တော်မိမကလည်းဟိုလေးတစ်ခင်လေးကျမတို့ဒီအောက်ခုံချရမှထင်တယ်နော်အဲ့လိုနဲ့ကိုကျိုးကြီးလည်းဇိုးချွေးပြန်လာခဲ့ပြီးဒါပေမဲ့အိမ်ရှိတဲ့မင်းသားကကိုကျိုးကြီးအလုတ်ခိုင်းလိုက်ကြောင်းကိုကျိုးကြီးမကြောက်မရွံ့မဲ့နဲ့ငယ်ရွာစီကိုတွားဖို့အတွက်ခုံချလိုက်ကခုံချင်းမှပဲလီမြန်တဲ့အချိန်နဲ့အောက်ကိုကျနေခဲ့ပြီးဘီနောက်မှရှိရဲ့ငကားလေးကတော့အရန်ကိုပျော်နေခဲ့တယ်အဲ့လိုနဲ့နောက်ဆုံးမှတော့အောက်ကိုကျတော့ခဲ့ကအောက်ဘက်မှာတော့မှုရလိုမျိုးပဲခံထားခဲ့ပါတော့တယ်ဟမ်တုံစီနဲ့ငါဘာမှဖြစ်တော့ပါလားအဲ့လိုနဲ့ခဏတော့ကောင်းမတွေကလည်းဆင်းလာခဲ့ပြီးကဲကျမတို့အမောင်နဲ့ငယ်ရွာမှကျူစုပါတယ်အဲ့လိုနဲ့နောက်ဆုံးမှတော့ကိုကျော်ကြီးတော့အမောင်နဲ့ငယ်ရွာစီကိုရောက်ရှိတော့လာခဲ့ပြီးရောက်ချင်မှပဲလူသုံးကတော့ရုတ်တရက်ပြေးလာခဲ့ပါတော့တယ်ရောက်ချင်မှပဲအသားမဲကောင်ကတော့ဟိုလေးတက်ခလင်တွေ့ရတော့ဝင်တောက်ပါတယ်နန်းတော်စီကိုလမ်းပြပေးပါမယ်အဲ့လိုနဲ့ကိုကျော်ကြီးကလည်းကောင်းမှပြီကဲအဲ့ဒါဆိုကျွန်တော်တို့နန်းတော်စီတွားကြစို့အဲ့လိုနဲ့ကိုကျော်ကြီးအမောင်နဲ့ငယ်နန်းတော်စီကိုတွားဖို့တွားနေခဲ့ပြီးတွားနေတဲ့လမ်းမှာတော့မြင်ကွင်းလာတွေလို့မြင်နေရကနောက်ဆုံးမှတော့ရောက်ရှိလို့လာပါတော့တယ်ရောက်ချင်မှပဲအသေးတန်တဲ့အဖိုးကြီးကတော့တကားကိုဆောင်းဖွင့်လာခဲ့ပြီးငါဆောင်းရုံများပြားတဲ့မို့အဆောင်ခံစားမိတယ်တနည်းအားဖြင့်ငကားရဲ့မို့အဆောင်ခံစားမိတယ်အဲ့ဒါကိုကြည့်နေတဲ့ကိုကျော်ရဲ့စိတ်ထဲမှာတော့အားရှိပဲဒီကဘူးတော့ငကားနဲ့တွေ့ဘူးတာလားငကားရဲ့မို့အဆောင်ကိုလည်းခံစားဘူးလေဆိုတော့ခဏတော့အဖိုးကြီးကြောက်ကြော်ကြီးနောက်ရောက်လာခဲ့ပြီးဟိုလေးတက်ကလေးငကားရဲ့မို့အဆောင်ကိုခံစားမိတယ်အဲ့ဒါကြောင့်တခင်လေးကငကားလားအဲ့လိုပြောလိုက်တော့လေးလူကြီးရုပ်တရက်တိတ်ဆိတ်တော့ခဲ့ကဘေးနားမှာရှိတဲ့ငကားလေးကတော့အမောင်နဲ့တဲ့ငယ်တွေကတော်တော်လေးကိုအနံ့ခံကောင်းမလားကိုကျော်ရဲ့တော့မဟုတ်ပါဘူးကျွန်တော်ကငကားတစ်ကောင်မဟုတ်ပါဘူးဆိုပြီးပြောလိုက်ပါတော့တယ်အဲ့လိုပြောလိုက်တာကြောင့်အဖိုးကြီးကလည်းမင်းကငကားတစ်ကောင်မဟုတ်ဘူးဆိုတော့ထူးဆန်းနေပါလားဘာလို့လဲဆိုတော့မင်းရဲ့ခန္ဓာကိုယ်ကနေငကားတစ်ကောင်ရဲ့မို့အဆောင်ကိုခံစားမိတယ်တနည်းပြောရမယ်ဆိုရင်တော့ငါအရင်ကငကားနဲ့တစ်ကောင်နဲ့တွေ့ဘူးပါတယ်အဲ့ဒီငကားနဲ့တွေ့တော့ကခံစားချက်နဲ့အတူတူပဲအဲ့လိုပြောလိုက်တော့ကိုချိုကြီးကလည်းမတတ်နိုင်တော့ပဲဇက်လိုက်ကိုကြည့်လိုက်ကနေရောက်တာခေါင်းချင်းပြလိုက်ပါတော့တယ်အဲ့လိုနဲ့ဇက်လိုက်ကလည်းတကားကိုပိတ်ထည့်လိုက်ပြီးအဲ့ဒါကိုကြည့်နေအသားမဲကောင်ကလည်းဘာလို့တာလဲဆိုပြီးပြောတော့ခဏနဲ့ကြုံတဲ့ငကားလေးကသူ့အတောင်ပံဖြတ်လိုက်ပြီးအဖိုးကြီးရဲ့လူအရှိမပဲငကားတစ်ကောင်ကိုပြလိုက်ပါတော့တယ်အဲ့ဒီထဲမှာဝေးအောင်မဲဝေးထားတဲ့လူကိုလည်းပြလိုက်ပြီးခဏနဲ့တော့ငကားတစ်ကောင်ကိုချိုကြီးရဲ့ပခုံးထဲမှာပေါ်လာခဲ့ပါတော့တယ်အဲ့ဒါကိုမြင်လိုက်တဲ့အဖိုးကြီးကလည်းငကားတစ်ကောင်မြင်လိုက်ရတာကြောင့်ခဏကိုပါတုံလာခဲ့ပြီးဘေးနားမှာရှိတဲ့အမောင်နဲ့တငယ်ကောင်မလီကလည်းစောင့်ရင်ကအန်အော်နေခဲ့တာပေါ့ဘာလို့လဲဆိုရင်တော့ငကားတစ်ကောင်ကြီးမြင်နေရတာကြောင့်မလို့ပဲဖြစ်တယ်ဘေးနားမှာရှိတဲ့အသားမဲကောင်ကလည်းအန်အော်နေခဲ့ပြီးခဏတော့အဖိုးကြီးတော့ငကားရှိကိုရောက်လာခဲ့ကငကားရဲ့အရှိမပဲဝေးလိုက်ပါတော့တယ်ဟိုလေးငကားလေးတွေ့ရတော့ဝင်တာပါတယ်ငကားရဲ့အရှိမကျွန်တော်မျိုးမတ်တက်မရဲရဲပါဘူးအဲ့လိုပြောလိုက်တော့ငကားလေးကလည်းတစ်ချက်ပြုံးလိုက်ပြီးကဲကောင်းပါပြီကျွန်တော်တို့ကြီးမြတ်တဲ့ရအောင်ကခွင့်လို့ပေးပါတယ်အဲ့ဒါကြောင့်ခမည်းမတ်တက်ထားလို့ရပါတယ်အဲ့လိုပြောလိုက်တော့အဖိုးကြီးကလည်းနားလဲတော့ခဲ့ပြီးသူ့ရဲ့ခေါင်းပြတ်ထားလာခဲ့ကနေရောက်တာခင်နေခဲ့ကြပါတော့တယ်အဲ့တော့ကြည့်နေတဲ့ကိုကျော်ကြီးကလည်းဟဲ့အဖိုးကြီးထားလို့ရပါတယ်အဲ့လိုပြောလိုက်တော့အဖိုးကြီးကလည်းမဖြစ်ဘူးလေငကားတော်ကောင်ရဲ့အရှိမမတ်တက်ရဲမယ်ဆိုရင်သူ့ကိုစိတ်ခေါ်တော်ဖြစ်နေမှာပေါ့အဲ့ဒါကြောင့်ကျွန်တော်တက်သွားရင်ဘယ်လိုလုပ်မလဲအဲ့လိုပြောလိုက်တော့ကိုကျော်ကြီးနောက်မှရှိတဲ့ငကားလေးကလည်းငါအဲ့လိုမဟုတ်ပါဘူးအဲ့ဒါကြောင့်မတ်တက်ရဲလိုက်တော့အဖိုးကြီးအဲ့လိုနဲ့အဖိုးကြီးကလည်းငကားလေးကမတ်တက်ရဲခိုင်းရင်ဒါချိုင်ဆိုတော့မတ်တက်ရဲလိုက်ပါတော့တယ်အဲ့လိုနဲ့နောက်ဆုံးကငကားတော်ကောင်ပြလို့ပြီးသွားဖြစ်တာကြောင့်ငကားတော်ကောင်တယောက်ကိုကျော်ကြီးရဲ့မျက်နှာရှိတဲ့နေရာကိုလဲလာခဲ့ကဟဲ့လူသားတွေ့ရမလားငါတို့ငကားတွေကိုဒီလိုမျိုးကောင်းကောင်းဆက်ဆံကြတယ်ဆိုတာအဲ့လိုပြောလိုက်တော့ကိုကျော်ကြီးစိတ်ထဲမှာလည်းအေးပါကွာငါ့ကိုမြန်လာကြွားနေသေးတယ်အဲ့လိုနဲ့နောက်ဆုံးတော့ကိုကျော်ကြီးတို့ရဲ့အရှိမစားတော့ဆောက်ဖွဲတွေကိုချပြီးလိုက်ပြီးခဏတော့အဖိုးကြီးနဲ့စကားပြောဖို့အတွက်ထိုင်ကုန်တစ်ခုမှထိုင်လိုက်ပါတော့တယ်ဟိုလေအဖိုးကြီးခမည်းတီးတယ်မဟုတ်လားအိရှင်ဆန်မင်းကခမည်းတို့ရှိရပစ္စည်းတစ်ခုယူခိုင်းလိုက်တာအဲ့လိုပြောလိုက်တော့အဖိုးကြီးကလည်းတီးပါတယ်တခင်လေးအဲ့ဒါကြောင့်တခင်လေးပြန်တဲ့ချိန်ကျွန်တော်ပေးလိုက်ပါမယ်အဲ့လိုနဲ့တစ်ဖက်မှာရှိတဲ့ကိုကျော်ကြီးကတော့ဟိုဘက်ထောင်းတော့မှထိုင်နေတာဝေးရောအမဲနဲ့ကောင်ကဘာလို့လဲဆိုပြီးပေးလိုက်ပါတော့တယ်အဲ့လိုပေးလိုက်တာကြောင့်ကိုကျော်ကြီးကဘေးနားမှာရှိတဲ့ငကားလေးကလည်းသူ့ရှိမှာမော်ဆွဲနေအများကြီးခံစားမိတယ်သူကတာမယ်လူမဟုတ်ဘူးအဲ့လိုပြောလိုက်တော့ဘေးနားမှာရှိတဲ့အဖိုးကြီးကလည်းဟုတ်ပါတယ်ငကားလေးသူ့နာမည်ကတော့မယ်ရီလို့ခေါ်ပြီးတခင်လေးကိုတောက်ဆူစရာတစ်ခုရှိလို့ရောက်လာတာပါအဲ့ဒီတောက်ဆူချက်ကဘာလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်သူကလူရခါပါမှာအစတုန်းကနေခဲ့ပါတယ်ဒါပေမဲ့အခုလိုတော့ဆိုတော့သူကအသိမိနေတာပါအဲ့ဒါကြောင့်သူ့ရဲ့မညံ့တွေကိုပြန်ရဖို့အတွက်တခင်လေးရဲ့နောက်ကိုလိုက်ရှင်နေဆိုပြီးတော့ပြောနေတာပါဆိုပြီးပြောလိုက်ပါတော့တယ်အဲ့လိုပြောလိုက်တာကြောင့်ဘေးနားမှာရှိတဲ့အမောင်နဲ့တကယ်ကောင်မဒီကလည်းဟဲ့မေလူသားတိုင်းမျိုးသွားမလို့လားအဲ့ဒါမဖြစ်ဘူးနော်ဘာလို့လဲဆိုတော့အရန်အန်တယ်များတယ်အဲ့လိုနဲ့ဘေးနားမှာရှိတဲ့အသားမဲကောင်ကလည်းတားနေခဲ့ပြီးဘာလို့လဲဆိုရင်တော့လူသားတွေရှိတဲ့နေရာကအရန်အန်တယ်များတာကြောင့်မလို့ပဲဖြစ်တယ်အဲ့လိုနဲ့လေးလူကြီးကရုပ်တရက်တိတ်ဆိတ်တော့ခဲ့ပြီးအဲ့တော့ကြီးတဲ့နဂါးတွေကလည်းဟိုလေးတခင်လေးသူကအသိမိနေတယ်ဆိုတော့သူ့ရဲ့အသိကိုပြန်ရအောင်ကျွန်တော်တို့လည်းအတူတူနေချင်တာမလားအဲ့ဒါကြောင့်သူ့ကိုခေါ်လိုက်ပါလားတစ်ဖက်မှာရှိနေတဲ့ဝေးအောင်မဲဝေးထားတဲ့အမေရီကလည်းသူ့ရဲ့လူဝဲချက်ကိုပြဖို့အတွက်သူ့ရဲ့လက်ကိုပင်းလိုက်ပြီးသူ့ရဲ့ကိုချိုကြီးအရှိမပဲသူ့ရဲ့လက်ကိုပြလိုက်ပါတော့တယ်တကယ်တော့သူ့ရဲ့လက်ကဘာလက်လဲဆိုရင်တော့အမောင်မဲကျအစွမ်းနေစောင့်ရုံမြန်ပြလဲလက်တစ်ဖက်ပဲဖြစ်တယ်အဲ့ဒါကိုကြည့်နေတဲ့ကိုချိုကြီးကလည်းအတော်ပဲကွာဘာလို့လဲဆိုရင်တော့ငါရဲ့အိမ်စီအဖိုးကြီးကိုလည်းသူ့ရဲ့မော်အစွမ်းနဲ့လက်တစ်ဖက်အတူလှုပ်ခိုင်းလိုက်ရမယ်ဟိုလေးတခင်လေးကျမနာမည်ကမယ်ရီကိုခေါ်ပါတယ်အသက်ကတော့25နှစ်ပါနောက်ပြီးတော့အမောင်မဲကျအစွမ်းကိုသုံးပါတယ်အဲ့လိုပြောလိုက်တော့ဘီနားမှာရှိတဲ့အမောင်နဲ့တငယ်ကလည်းဟဲ့မင်းဒီဇိုင်းကိုမင်းရဲ့ခန္ဓာကိုပြလို့လည်းအဆင်ပြေပါမလားမင်းရဲ့ခန္ဓာကိုမော်အစွမ်းနဲ့အရန်များလို့ယောဂခံစားနေရတာလေအဲ့လိုပြောလိုက်တော့တစ်ဖက်မှာရှိတဲ့ကိုချိုကြီးကတော့ကော်ဖီခွဲကိုအေးစိတောင်းနေခဲ့ပြီးဟိုလေးတခင်လေးသူကလေသူ့ရဲ့ခန္ဓာကိုပြပေးလိုက်ပြီးဆိုတော့သူ့ရဲ့အမှန်တရားကိုကျွန်တော်ပြောပြပေးပါမယ်သူ့ရဲ့အမှန်တရားကဘယ်လိုလဲဆိုရင်တော့ကျွန်တော်တို့ကလူလန်းတိုင်းမျိုးကိုတွားခဲ့ပါတယ်အဲ့ဒီမှာဝေးရောအမဲနဲ့ကောင်းမလေးတယောက်ကကျွန်တော်တို့စုကိုအတဲတန်ပြေးလာခဲ့ပြီးဘာလို့ပြေးလိုက်တာလဲဆိုတာကိုမသိပေမဲ့သူ့ရဲ့ခန္ဓာကိုကတော့တည်သွားပြီးတဲ့လူတွေရဲ့မက်ဂျစ်အစွမ်းတွေကိုအရန်အုပ်စုထားလို့သူ့ရဲ့ခန္ဓာကိုကပေါက်ထွက်မလို့ဖြစ်သွားခဲ့ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကသူ့ကိုကူတာဖို့အတွက်ဒီကအမောင်နဲ့တကယ်ရွာစီကိုခေါ်လာခဲ့တာပဲဆိုပြီးကိုချိုကြီးကိုရှင်းပြပေးလိုက်ပါတော့တယ်အဲ့လိုရှင်းပြပေးလိုက်ကြကိုချိုကြီးကလည်းနားလဲတော့ခဲ့ပြီးတစ်ဖက်မှာရှိတဲ့ဝေးရောအမဲဝေးထားတဲ့မယ်ရီကလည်းဟိုလေးတက်ခလင်းကျမကဘာကြောင့်ပြေးလာခဲ့တယ်လဲဆိုတာကိုကျမမသိပါဘူးဒါပေမဲ့လည်းတက်ခလင်းနောက်ကိုလိုက်ပြီးလူသားတိုင်းမျိုးကိုရောက်မယ်ဆိုရင်တော့ကျမရဲ့မညံကိုပြန်ရမယ်ထင်ပါတယ်အဲ့ဒါကြောင့်ကျမကိုလိုက်ခွင့်ပေးပါဆိုပြီးတောင်းဆိုပေးလိုက်ပါတော့တယ်အဲ့လိုတောင်းဆိုနေတဲ့ကြောင့်ဘေးနားမှာရှိတဲ့အမောင်နဲ့တငယ်တွေကလည်းဘာမှကိုမတ
တန်နိုင်တော့ပဲကိုဂျိုကြီးကလည်းသူ့နောက်ကိုလိုက်ဖို့အတွက်ရှန့်ဆိုလို့လက်ခံပြီးလိုက်ပါတော့တယ်နောက်ဆုံးမှာတော့ကိုဂျိုကြီးတို့အကုန်လုံးစကားပြောလို့လည်းပြီးသွားဖြစ်တာကြောင့်ကိုဂျိုကြီးတို့အဖိုးကြီးကနေထွက်တော်ခဲ့ပါတော့တယ်ထွက်တော့ချင်းမှာပဲကိုဂျိုကြီးကခဏရက်လိုက်ကဟေးမင်းကနောက်ကိုလိုက်လို့ရပါတယ်ဒါပေမဲ့မြို့ကတခုတောင်းဆိုစရာရှိတယ်အဲ့ဒါကဘာလဲဆိုရင်တော့လူသားတရားရဲ့လက်တစ်ဖက်ကိုလှုပ်ပြီးနိုင်မလားအဲ့လိုပြောလိုက်တော့အရှိမရှိတဲ့မယ်ရီကလည်းဟုတ်ကျွန်တော်လူသားရဲ့လက်တစ်ဖက်ကိုလှုပ်နိုင်ပါတယ်ဒါပေမဲ့အချိန်တော့ပေးရတာပေါ့ကဲကောင်းပြီလေအဲ့ဒါဆိုမင်းကလက်တစ်ဖက်လှုပ်နိုင်တာပေါ့အဲ့ဒါဆိုမင်းနဲ့ဖြန်ချိုင်မြို့ကပြောစရာရှိသေးတယ်အဲ့ဒါကြောင့်မင်းနဲ့ဖြန်ချိုင်ပြန်တွေးမှကွာအဲ့လိုနဲ့မင်းနဲ့ဖြန်ရောက်လာခဲ့ပြီးရောက်ချင်းမှာပဲအဖိုးကြီးကိုလည်းခေါ်ထားလိုက်ကခဏတော့ကိုကျော်ကြီးဖိတ်ခေါ်ထားတဲ့မယ်ရီကလည်းရောက်ရှိလို့လာပါတော့တယ်ရောက်ချင်းမှာပဲကိုကျော်ကြီးလည်းသူ့ရဲ့စပွဲကုန်းဘေးနားမှာထိုင်ခိုင်းလိုက်ပြီးကဲဆိုတော့မင်းမနေ့ကငါ့ကိုပြောထားတယ်မလားမင်းလက်တစ်ဖက်ကိုလှုပ်ပြီးနိုင်တယ်ဆိုတာကိုလေအဲ့ဒါကဘုရုလှုပ်ပေးရမလဲဆိုရင်တော့ဒီဘီနားမှာရှိတဲ့အဖိုးကြီးကိုလှုပ်ပေးရမှာပဲအဲ့လိုပြောလိုက်တော့အဖိုးကြီးတော့စောင့်ရင်ကိုအန်အော်တော့ခဲ့ပြီးဘီနားမှာရှိတဲ့စပုံမူကလည်းစောင့်ရင်ကိုအန်အော်တော့ခဲ့တာပေါ့ဘာလို့လဲဆိုရင်တော့အဲ့ဒီအဖိုးကြီးရဲ့လက်တစ်ဖက်ကိုလှုပ်ပြီးမှကြောင်မလို့ပဲဖြစ်တယ်ဟေးမင်းလက်တစ်ဖက်ကိုလှုပ်ပြီးမှဆိုမြို့ကအကျိုးမြတ်တွေအများကြီးပြီးမယ်အဲ့ဒါကဘာလဲဆိုရင်တော့မင်းနေဖို့အိမ်တအိမ်ရဲ့နောက်ပြီးတော့လည်းမင်းကရှိမှနေမှဆိုမြို့လည်းကလာစားပြီးမယ်အဲ့ဒါကြောင့်မင်းကရှိမှနေမလားအဲ့လိုပြောလိုက်တော့တစ်ဖက်မှာရှိတဲ့မယ်ရီကလည်းဟုတ်တယ်ခင်ဗျကျွန်တော်တခင်လေးစီမှာအလုပ်လုပ်ပါမယ်အဲ့ဒါကြောင့်တခင်လေးပြောလဲလက်တစ်ဖက်ကိုလည်းလှုပ်နိုင်ပါတယ်တကယ်တော့ကိုကျော်ကြီးတော့မယ်ရီကိုဘယ်မှာနေခိုင်းမှလဲဆိုရင်တော့သူအစတုန်းကတွားခဲ့တဲ့အမောင်တော့အုပ်ထဲမှာနေခိုင်းမှပဲဖြစ်တယ်ခဏတော့အဖိုးကြီးကကိုကျော်ကြီးတော့ကက်လာခဲ့ပြီးဟိုလေးတခင်လေးကျွန်တော်တို့ကဒီလောက်ထိလှုပ်ပြီးစရာမလိုပါဘူးကျွန်တော်အဆင်ပြေပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဘာမှစိတ်ပူပါနဲ့ကိုကျော်ကြီးကတော့ဘာမှဖြစ်ပါဘူးကွာဒီလောက်နေနဲ့ဘာမှမပေါက်တတ်ပါဘူးအဲ့ဒါကြောင့်မင်းစိတ်ထဲမထားပါနဲ့အဲ့လိုပြောလိုက်တော့အဖိုးကြီးတော့ဇိုးရွှေ့ပြန်လာခဲ့ပြီးတစ်ဖက်မှာရှိတဲ့မယ်ရီကတော့ကဲကြီးရတော့အဖိုးကြီးရဲ့လက်ကိုလှုပ်ဖို့အတွက်ကတော့အချိန်တော့ပေးရမှထင်တယ်ဘာလို့လဲဆိုရင်တော့အဲ့ဒီအဖိုးကြီးကအယံအင်အားကြီးတယ်အဲ့ဒါကြောင့်သူ့ရဲ့လက်တစ်ဖက်ကိုလှုပ်ရတာတီတီပူချတာပေါ့အဲ့လိုနဲ့ဘေးနားမှာရှိတဲ့ကိုကျော်ကြီးကလည်းကဲအဲ့ဒါဆိုရင်ငါတို့အပေးယူသေးပြီပဲအဲ့ဒါကြောင့်မနေ့ဖြန်ကျရင်ငါတို့ထောက်ခွာမယ်အဲ့ဒါကြောင့်မင်းအထုပ်ဖို့ပြင်ထားလိုက်တော့အဲ့လိုနဲ့နောက်ရက်မှာတော့မယ်ရီတယောက်ကိုကျော်ကြီးရဲ့ရွာစီကိုရောက်ရှိလို့လာပါတော့တယ်ရောက်ရှိမှပဲအပေါ်မှာရှိတဲ့နဂါးတွေကတော့ဟေးမြို့ကဘယ်မှာနေရမလဲဆိုတော့ငါလိုက်ပြမယ်နော်ငါရဲ့တခင်တွေကအိမ်ရှိဆန်မင်းသားနဲ့တော်တွေးနေတယ်အဲ့ဒါကြောင့်မြို့ကလမ်းပြမယ်နောက်ပြီးတော့လည်းငါရဲ့တခင်လေးကိုဘာစိတ်ဘူးနဲ့ငါရဲ့တခင်တွေကအယံကိုယူသားပြီးတော့စီးနေတာအယံကိုကောင်းတယ်အဲ့ဒါကြောင့်မင်းပြုံးမှာပါအဲ့လိုနဲ့တစ်ဖက်မှာရှိတဲ့ကိုကျော်ကြီးကတော့အိမ်ရှိဆန်မင်းသားစီကိုရောက်လာခဲ့ပြီးရောက်ရှိမှပဲထိုင်ကိုတခုမှထိုင်လိုက်ကသူ့ရဲ့ရှင်းမှာတော့စားတော့ဖက်ရကိုတွေးရမှာပဲဖြစ်တယ်ကဲဆိုတော့တခင်လေးကျွန်တော်ယူခိုင်းလိုက်တဲ့ပစ္စည်းကရပြီလားအဲ့လိုပြောလိုက်တော့ကိုကျော်ကြီးကလည်းရပါပြီအရှင်တာရော့ဒီမှာပါအဲ့လိုနဲ့ကိုကျော်ကြီးတော့သူယူလာခဲ့တဲ့လက်ပတ်ကိုပြီးလိုက်ပြီးအိမ်ရှိဆန်မင်းသားကလည်းအဲ့ဒီလက်ပတ်ကိုယူလိုက်ကခဏတော့ကိုကျော်ကြီးရဲ့အရှိမှာပဲသူ့ရဲ့တရုပ်မှန်ကိုပြပေးလိုက်ပါတော့တယ်ကဲဘလို့လဲငါရဲ့တရုပ်မှန်ကဒီလိုအသားမဲမဲပဲတကယ်တော့ကိုကျော်ကြီးခဏကပေးလိုက်တဲ့လက်ပတ်ကကိုကျော်ကြီးအမောင်နဲ့တကယ်မှတွားယူခဲ့တာပဲဖြစ်တယ်နောက်ပြီးတော့အဲ့ဒီလက်ပတ်ကဘာအဆွမ်းရှိတာလဲဆိုတာကတော့မပြောထားသေးပါဘူးအခုလက်ရှိမှာတော့အိမ်ရှိဆန်မင်းသားသူ့ရဲ့တရုပ်မှန်ကိုပြပေးလိုက်ပြီးအိုးဘယ်ဆိုလို့လဲအိမ်ရှိဆန်ရဲ့မင်းသားရဲ့တရုပ်မှန်ကအသားမဲမဲဆိုပြီးမဲ့အရန်ကိုလာနေပါလားအဲ့လိုနဲ့ကိုကျော်ကြီးတော့အိမ်ရှိဆန်မင်းသားယူခိုင်းတဲ့ပစ္စည်းကလည်းပြီးပြီးဖြစ်တော့ကြောင့်ကိုကျော်ကြီးတော့သူ့အိမ်ကိုပြန်ရောက်လာခဲ့ပါတော့တယ်ရောက်ချင်မှပဲကိုကျော်ကြီးတော့အရန်ကိုပြင်ပန်းတော့လာကြောင့်သူ့ရဲ့ခရင်ပေါ်ဆေးလေးကိုလိုနဲ့အိတ်လိုက်ပြီးအဲ့ဒါကိုကြည့်နေတဲ့အဖိုးကြီးကလည်းအရင်လိုမဟုတ်တော့ပဲသူ့ရဲ့တခင်လေးကိုအရန်ထက်ပို့ပြီးတော့ဂီယူဆိုင်တာပေါ့ဟိုလေးတခင်လေးတရင်ကောင်းပြောစရာရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုရင်တော့တခင်လေးခေါ်လိုက်တဲ့မယ်ရီကကျွန်တော်ရဲ့လက်တစ်ဖက်ကိုမကြခင်ရတော့ပဲလို့ပြောပါတယ်အဲ့လိုပြောလိုက်တော့ကိုကျော်ကြီးလည်းကောင်းတော့ပေါ့အဲ့ဒါဆိုမင်းလက်တစ်ဖက်ပြန်ရတော့ပြီဆိုရင်အိမ်အလုပ်တွေကောင်းကောင်းပြန်လုပ်လို့ရတာပေါ့နောက်ပြီးတော့မနေ့ပြန်ကျရင်ငါရှေ့အောင်ပစ္စည်းတစ်ခုတွားယူရအောင်မအဲ့ဒါကြောင့်မင်းလည်းလက်ခဲ့အောင်အဲ့လိုနဲ့ဘေးနားမှာရှိတဲ့နဂါးတွေကလည်းဟိုလေးတခင်လေးနောက်ထပ်ရှေ့အောင်ပစ္စည်းတွားယူမလို့လားအဲ့ဒါဆိုကျွန်တော်လည်းလိုက်မယ်နော်အဲ့လိုနဲ့နောက်ရက်မှာတော့ကိုကျော်ကြီးတော့ရှေ့အောင်ပစ္စည်းတစ်ခုကိုပြန်တွားယူဖို့အတွက်ဘလို့ဆိုလဲရော်တော်ရရှိကိုရောက်ရှိလို့လာခဲ့ကကဲဒီပိုင်းနဲ့ဒီမှာပဲစက်တိန်ထားချင်ပါတယ်ဗျနောက်ထပ်ပိုင်းကိုတော့မနေ့ပြန်ကြမှာဆက်တွေနားပေးပါမယ်အဆုံးထိကြည့်ရှုပေးကြတဲ့သူကကြံအားလုံးကိုကျေးဇူးတင်ပါတယ်